အားလုံးပဲမင်္ဂလာပါဒီကနေ့လေ့လာကြည့်ကြမယ့်အကြောင်းအရာကတော့ကြားလိုက်တာနဲ့တင်ကြောချမ်းသွားစေမယ့်တမိုင်းဝင် feedback တစ်ခုပါပဲတင်မင်းနိုင်ရဲ့အော်ဒန်လို့ခေါင်းစဉ်တက်ထားပါတယ်တကယ်တော့စစ်ပွဲဆိုတာသူချီဘက်ကိုကြောက်စရာကောင်းနေပြီလေဒါပေမဲ့ဒီမတ်တာနဲ့မှာတော့စစ်ပွဲရဲ့အနီးထက်ရောက်နီးထက်အများကြီးပိုနက်နဲပြီးထိတ်လန့်စရာကောင်းတဲ့ကောလာအလာဒီပါဝင်နေပါတယ်ကဲဘာနည်းများဖြစ်မလဲဆိုတာကျွန်တော်တို့အတူတူဝင်ကြည့်လိုက်ရအောင်အချိန်ကိုနောက်ကျောင်းပြန်လှည့်ကြည့်ရရင်1940ခုနှစ်စောင့်ရသည်ပေါ့နေရာကတော့အဲ့ဒီခေတ်က Stalingrad အခုခေတ် Volgograd မြို့ကြီးမှာပါတမိုင်းမှာအဆိုးရွားဆုံးလို့ဆိုကြတဲ့ Stalingrad တိုက်ပွဲကြီးဖြစ်ပွားနေတဲ့အချိန်လေမြို့ကြီးတစ်ခုလုံးဟာဘုံတန်ကြီးကြောင့်မီးဟုံဟုံတောက်ပြီးပျက်စီးနေတဲ့ငရဲခန်းကြီးတစ်ခုလိုပါပဲအေးရအိုင်လုံးကအေးဆက်ပြီးအသက်ငွေ့ကင်းမဲ့နေတဲ့အချိန်ကာလကြီးပေါ့ဗျာဒီကိတဘာဝလွန်ထိတ်လန့်စရာတွေမစခင်ပါလေစစ်သားရဲ့နေစဉ်ဘဝကဘလောက်ဆိုးနေလဲဆိုတာစဉ်းစားကြည့်ပါဦးနင်တော်ထဲမှာသေဆုံးနေတဲ့စစ်သားရဲ့အလောင်းတွေကဟိုတစတီတစနဲ့နားကွယ်မတွက်ပုံပေါက်ကွဲတန်တွေကလည်းအချိန်ပေးကြားနေရတယ်စားစရာဆိုတာလုံးဝကိုမရှိတာပါအနွေးတဲ့ဆိုတာလည်းဝေလာဝေးပေါ့ဗျာနေတိုင်းဖြတ်တန်းနေရတဲ့ဒီရုပ်ပိုင်းဆိုင်ရာဒုက္ခတွေကတင်အတိုင်းအဆမရှိပြင်းထန်လွန်းနေပါပြီအဖိုင်းတဲ့ Pavlov House ကောလာဟာလာဂျာမနီထက်ဆိုတဲ့ရာဒီလိုစင်းရဲဒုက္ခတွေကြားထဲမှာမှဆိုဗီယက်စစ်သားတွေကြားထဲမှာတော်တော်တိတ်တိတ်ပြောနေကြတဲ့ကောလာဟာလာတစ်ခုရှိလာတယ်သူတို့ကဂျာမန်ရန်သူတွေထက်အဲ့ဒီအရာကိုပိုကြောက်နေကြတာမှာအဲ့ဒါကဘာလဲဆိုတော့ Pavlov House ကိုခေါ်တဲ့အဆောက်အဦဟောင်းနားကိုညဘက်ခင်းလက်သွားရဲ့အခါကြုံရတဲ့ထူဆန်းတဲ့ဖြစ်ပျက်ဒီအကြောင်းပါပဲအဲ့ဒီ Pavlov House နားကိုညဘက်ကင်းလက်ထွက်သွားတဲ့စစ်သားတွေဟာကြောက်မက်ဖွယ်ကန်ကြမှာညခုတဲကတစ်ခုနဲ့တေချာပေါက်ရင်ဆက်ရလေးရှိတယ်လို့ဆိုတယ်တချို့ကလုံးဝကိုပြန်မလာတော့တာပါလုံးဝအဆောင်အနာပါပြောသွားတာနော်ဒါပေမဲ့အဲ့ဒီထက်ပူကြောက်စရာကောင်းတာတစ်ခုရှိသေးတယ်ပြန်လာတဲ့စစ်သားလေးကြတော့လေစကားတစ်ခုမှမပြောနိုင်တော့ပဲနိုင်ရန်တွေကိုပဲအယူတယောက်လိုတိတ်တိတ်ကြီးထိုင်ငေးကြည့်နေတဲ့ကြားတယ်ဗျာဒီနေရာမှာ Ivan Petrov ဆိုတဲ့သူအကြောင်းနဲ့ပြောပြချင်ပါတယ်သူကဆိုဗီယက်စစ်သားတယောက်ပြီးတော့ဒီတရဲ့သစ်စေကောလာဟလာတွေကိုလုံးဝအယုံအကြည်မရှိတဲ့သူပေါ့ Ivan ကဘယ်လိုတွေးလဲဆိုတော့ဟာဒါစစ်သားလေး German sniper တွေကိုကြောက်လွန်းလို့စိတ်ဖောက်ပြီးစစ်ပွဲစိတ်တိုင်ရတော့တာတက်ပါကွာလို့ထင်ခဲ့တာပါကဲအရာရာကို logic ကြက်တွေးတတ်တဲ့ event တယောက်ဒီကိစ္စကိုတကယ်လက်တွေ့ကြုံရတဲ့အခါဘာဆက်ဖြစ်မလဲတညမှာတော့ event ရဲ့သူ့တင်ငယ်ကြီးမိခဲ့တဲ့ငါကသာအဲ့ Pavlov House နာကိုကင်းလဲထွက်ခဲ့ကြတဲ့အိတ်ခဲနေတဲ့နေမုန်တိုင်းကြီးနဲ့တိုးဝင်သွားပြီးဟိုပျက်စီးနေတဲ့အဆောက်အဦဟောင်းကြီးနားလဲရောက်ရောရွတ်တရက်မိခဲခြေလန်းနေရက်သွားတယ်ပြီးတော့လေတိုက်တန်နေကြားထဲမှာတခုခုကိုတေးကြနားဆွင့်ရင်ဟိတ်မင်းကြားလားလို့ခတ်တူတူလေးလမ်းမေးလိုက်တယ်အစားပိုင်းမှာတော့လေတိုက်တန်လို့ပဲထင်စရာပေါ့ဒါပေမဲ့တကယ်တမ်းတေချာနားထောင်ကြည့်လိုက်တော့ဖျားရီကွန်ကရစ်နိုင်ငံကြီးတဲ့ကနေထွက်လာတဲ့လူတွေရဲ့အတန်တွေဖြစ်နေတာပါအတန်တွေကတခုတည်းမဟုတ်ဘူးယာနဲ့ချီနေတာဖွင့်ပေးကြပါအရာအေးလုံးလို့ပါမီးလောင်နေတယ်ဆိုပြီးအော်ဟင်းအကူကြီးတောင်းနေကြတာဗျာလုံးဝကိုမယုံနိုင်စရာပဲကြောက်သားလိုမာကြောနေတဲ့နိုင်ငံကြီးတဲ့ကနေလူအော်တန်တွေထွက်လာတယ်ဆိုတာစိတ်ကူးနဲ့တောင်တွေးကြည့်လို့မရဘူးလေအေဗာလည်းကြောက်တော့ကြောက်သွားတယ်ဒါပေမဲ့တတိမွေးပြီးနေရနာကိုတိုးသွားကြည့်လိုက်တဲ့အခါမှာတော့လက်တင်းနဲ့ချစ်ချတဲ့အရာတွေအများကြီးကိုသွားတွေ့ပါလိမ့်ရောမမြင်ရတဲ့လက်တွေကကုတ်ချစ်ရေးဆွဲထားခဲ့တဲ့ help ဆိုတဲ့စာသားရည်ယူရှားလို့မသွားမနဲ့လို့အဒီးပေးရတဲ့စာသားတွေရဲ့ကနေရန်ပေါ်မှာအထင်းသားကြည့်ဗျာဒီအထောက်ထားတွေကသူတို့ကြားနေရတာစစ်ကူးရင်တက်မဟုတ်ဘူးဆိုတာကိုတက်တည်ပြနေတာပေါ့အဲ့ဒီလိုစာသားတွေကိုအာယုံစိုက်ပြီးကြည့်နေတော့မှပဲရုတ်တရက်ဒုံးဆိုတဲ့အတန်ကြီးတစ်ခုပေါ်လာတယ်နေရင်ကြီးရဲ့အတွင်းဘက်အနှံဆိုင်ဆုံးနေရာကနေအပြင်ဘက်ကိုအားကုန်လွဲထူလိုက်တဲ့အတန်ကြီးอ่ะဒီလိုအဆိုင်ခဲနေရင်ကြီးတဲ့ကဒီလိုပြင်းထန်တဲ့ထူတဲ့တန်ကြီးလေးကြားလိုက်ရော့ဟိုတငယ်ချင်းဖြစ်သူမီခိုတယောက်လောချစ်တွေပါဒီအကုန်မေ့ပြီးအကြောက်လွန်ကတိုင်းပြေးပါတော့တယ်မီခိုင်ပေးသွားပေမဲ့အီဖန်ကတော့အဲ့ဒီနေရာမှာပဲဆက်ချက်နေခဲ့တယ်အဲ့ဒီမှာသူကကွန်ကရစ်နေရင်ကြီးပေါ်ကအခွဲနေတဲ့အပေါင်ငယ်လေးတစ်ခုကိုသွားတွေ့တယ်ဆက်စုချင်းစီကလည်းပါတာကိုဆိုတော့သူပါလာတဲ့လက်နှိပ်ချက်မိလေးကိုဖွင့်ပြီးအဲ့ဒီအပေါင်ငယ်လေးတွေကိုထိုးကြည့်လိုက်တယ်အမှန်တော့ဒါဟာသူ့ဘဝမှာလုတ်ခင်းမိသမျှတွေကအစိုးရဆုံးအမားကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်ဓာမီရောင်အောက်မှာသူမြင်လိုက်ရတဲ့မြင်ကွင်းကတော့တကယ်ကိုအသက်ရှူမှားတော့ပါအပေါက်ထဲကနေသူ့ကိုပြန်ကြည့်နေတဲ့မျက်လုံးပေါင်းရားနဲ့ချီရှိနေတာဗျာတေချာကြည့်လိုက်တော့အသက်ရှင်နေတဲ့လူတွေဟာအဆိုင်အခက်ကွန်ကရစ်နိုင်ငံကြီးထဲမှာအရှင်လက်နစ်မြုပ်နေကြတာပါအချင်းချင်းပွတ်တဲ့ရုံးကန်လှုပ်ရှားနေကြတာသူတို့ကိုယ်လုံးတွေကနိုင်ငံကြီးနဲ့တသားတည်းဖြစ်နေတာကိုတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာပိုးပြီးကြိုးချမ်းစရာကောင်းတရားတခုဖြစ်လာပါတယ်။နေရနေမှာပိတ်မိနေတဲ့ပါစက်ဒီအားလုံးဟာတပြိုင်နက်တည်းလှုပ်ရှားလာပြီးမိခွန်းတစ်ခုကိုတန်းပြိုင်မိလိုက်ကြပါတယ်။အပြစ်မှာဘယ်နှခုနှစ်ရှိပြီလဲတဲ့။
စဉ်းစားတာကြည့်တော့ဗျာအချင်းကာလာကတော့မသိနိုင်တော့လောက်အောင်နေရန်ထဲမှာပိတ်မိနေတဲ့သူတို့ရဲ့အမီးစကားကအီဗန်ရဲ့အသည့်စိတ်ကိုလုံးဝရိုက်ချိုးပစ်လိုက်ပါတော့တယ် ။အီဗန်လည်းထိတ်လန့်တခြားအော်ဟစ်ပြီးနောက်ဆုတ်ဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့နောက်ကျသွားပြီဗျာ။နိုင်ရန်အပေါက်ချဲကနေရွတ်ရဲ့အေးဆက်ခဲရည်နေတဲ့လက်တစ်ဖက်ပစ်ထွက်လာပြီးသူ့ရဲ့လက်မောင်းကိုဖမ်းဆွဲလိုက်ပါတယ်။အဆိုးဆုံးကအဲ့လက်မှာအေးရေးပြားဆိုလာလုံးဝမရှိတော့ဘူးဗျာ။သွေးကြောတွေကြွက်သားတွေအတိုင်းသားပေါ်နေတဲ့လက်တစ်ဖက်ဖြစ်နေတယ် အပိုင်းနဲ့အဆုံးမသက်နိုင်တဲ့အိမ်မက်ဆိုတူဦးတဲ့တော့အသက်ရှင်သူနောက်တနေ့မနေ့ရောက်တော့တက်စခန်းကိုအသက်ရှင်လက်ပြင်ရောက်လာတာဆိုလို့မနေ့ညကထွက်ပြေးသွားခဲ့တဲ့မိခဲတယောက်တည်းပဲရှိပါတော့တယ်အီဗန်ကတော့လုံးဝပျောက်ဆုံးသွားခဲ့ပါပြီအစအနာကိုမတွေ့ရတော့တာပါ ။အစောပိုင်းကကျွန်တော်ပြောခဲ့တဲ့ကောလာဟလားတွေကိုမှတ်မြုံမဲ့ထင်ပါတယ်။အခုတော့မီခဲကိုလိုက်အဲ့ဒီကန်ချမာဆိုနဲ့ရင်ဆိုင်လိုက်ရပြီလी။သူကစကားတစ်ခုမှမပြောတော့ပဲစွန့်အားထားပါတယ်။တနေ့လုံးအခန်းသားမှာထိုင်ပြီးနိုင်ရန်ကိုပဲစူးစိုက်ကြည့်နေပါတော့တယ်။ logic တွေနဲ့အကြောင်းပြချက်ရှာတတ်တဲ့ event ပြန်မလာနိုင်ခဲ့ချိန်မှာထိတ်လန့်စွာထပ်ပြေးခဲ့တဲ့မီခဲရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကတော့အပြေးတိုင်ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။နိုင်ရန်ကိုပဲငေးကြည့်နေတဲ့မီခဲဟာနောက်ဆုံးမှာစားချက်ကြောင်းလေးကိုပဲခြာရေးခဲ့ပါတယ်။သူတို့အခုထိနိုင်ရန်ထဲမှာရှိနေတော့ပဲတဲ့။ဒီစာသားရေးတဲ့ကြောင်းထဲနဲ့တင်သူဖြတ်တန်းခဲ့ရတဲ့အကြောင်းမပွင့်ညာရဲ့အနစ်ထယုံငွေပြီးတော့အခုအချိန်ထိသူခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေကိုအထင်သားမြင်တွေ့နိုင်ပါတယ်။ ဒီအဖြစ်ဟာ1942ခုနှစ်မှာတင်ပြီးဆုံးထားခဲ့ပြီလားဆိုတော့လုံးဝမဟုတ်ပါဘူး။ unique တဲ့ချင်းရတီ Pavlov House နာကဖျက်လျှောက်သွားတဲ့ဒေတာခန်တွေဟာအေးဆက်တဲ့စောင်းညတွေဆိုရင်နញ្ញင်ထဲကနေခက်တိုတိုထုနဲ့တန်လေးလေးကိုကြားနေရစေပဲလို့ဆိုကြပါတယ်။ဒါဆိုရင်စဉ်းစားကြည့်ကြရအောင်ဗျာ။အဲ့ဒီနញ្ញင်ကြီးထဲမှာဘယ်သူတွေများအခုချိန်ထိစောင့်ဆိုင်နေကြသေးတာလဲ